ဒါကတော့စနိုးကလေးတွေပြောပွဲသားမှာစနိုးလုတ်ကျွေးပဲမုံပေါ့နော်။ဘာအချိုပွဲဖြစ်မလဲဆိုတော့ချက်လောက်ခံမှန်းပေးပါအောင်ကြောက်။အဲ့ဒါချက်လိုက်။ကျမဖောက်ပေးမယ်အဲ့ဒါကိုအကုန်စင်အောင်ထည့်ဒီတော့ထည့်။ဟွာကျန်တဲ့ကွာကျမဒီကောင်အိုးလေးဆေးပေးပါလား။ဒီလား။ဒါရှမ်းစားတာတစ်မျိုးပေါ့နော်ကလေးရတယ်ခါမှမစားဘူးဆိုတော့ဒါသူတို့ကလည်းသူတို့ကတော့တစ်ခါစားဘူးလေအဲကြောင့်သူတို့လုပ်ချင်တယ်အာဟာရလည်းရှိတယ်ပေါ့နော်ဘာမှမဖြစ်မလဲဆိုတာဆက်မှန်းကြည့်ပြီးတော့ပါရှင်ရော့ဒါလေးကိုချက်ကန်ထားပေးပြန်ပါဒါကလည်းကတိရတယ်တစ်လက်ပဲရှိတယ်လက်ရှိဒီစနိုးကတော့လုပ်ကြည့်မှာအားနေဒီအရီတိုင်းမှာဆိုတော့ရှမ်းစားမစားဘူးကြဘူးလေပြီးတော့ဒီမှာကျွန်တော်တို့မြို့နယ်မှာလည်းအဲ့လိုမုံကမရောဘူးလေကျွန်တော်တို့ကတော့ဆန်းနေအောင်ပေါ့စားဘူးခဲ့တဲ့ပုံလေးကိုခလေးတွေကိုအားရလည်းရှိတယ်လည်းပြောပြရတယ်အဲ့ဒါဖောက်မှာဒီအဲ့ဒါဖောက်လိုက်ပြီအကုန်လုံးဖောက်မယ်အကုန်လုံးဖောက်ခဲ့မယ်ညနေလေးဆိုတော့